မင်္ဂလာပါရှင်ရွှေတူးဒီရဲ့ KB ဖြင့်ဘဏ်အကောင့်ချိန်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရွှေတူးဒီ software လေးကိုဖွင့်ပြီးတော့ပတ်စံအိတ်နေရာမှာရှိတဲ့ဘဏ်အကောင့်နေရာလေးကိုနှိပ်ပေးပါရှင်ဘဏ်အကောင့်ထည့်သွင်းရနေရာလေးကိုဆက်လက်ပြီးတော့နှိပ်ပေးပါရှင်အကောင့်အညွှန်းနေရာမှာကျွန်တော် KB လို့ရိုက်ထည့်ပေးပါရှင်အကောင့်ပိုင်ရှင်အမည်နေရာမှာမိမိ KB ရဲ့နာမည်လေးကိုရိုက်ထည့်ပေးပါရှင်အကောင့်နံပါတ်နေရာမှာမိမိ KB ဖွင့်ထားတဲ့ KB နံပါတ်လေးကိုရိုက်ထည့်ပေးပါရှင်အကောင့်အမျိုးအစားနေရာမှာ KB လေးကိုရွေးချယ်ပေးပါရှင်အချက်လက်တွေဖြည့်လို့ပြီးသွားပြီဆိုရင်ဘဏ်အကောင့်ထည့်သွင်းရနေရာလေးကိုနှိပ်ပေးပါရှင်ဒီပုံစံလေးဖြစ်သွားပြီဆိုရင်တော့ KB ဘဏ်အကောင့်ချိတ်တာလေးအောင်မြင်သွားပါပြီရှင်ရွှေတူးဒီရဲ့ KB ဖြင့်ငွေထုတ်နည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဝိုင်းလေးထဲကိုဝင်ပြီးတော့ပတ်စံအိတ်နေရာမှာရှိတဲ့ငွေထုတ်နေရာလေးကိုနှိပ်ပေးပါရှင်။ငွေထုတ်နည်းလဲနေရာမှာ KB လေးကိုရွေးချယ်ပေးပါရှင်။ပမာဏနေရာမှာမိထုတ်လို့တဲ့ပမာဏလေးကိုဖြည့်ပေးပါရှင်။ပမာဏလေးဖြည့်လို့ပြီးသွားပြီဆိုရင်ငွေထုတ်မှုတင်သွင်းရန်လေးကိုနှိပ်ပေးပါရှင်။ Withdraw approve ဖြစ်သွားပြီဆိုရင်ငွေထုတ်တာလေးအောင်မြင်သွားပါပြီရှင်။မင်္ဂလာပါရှင်ရွှေတူးဒီရဲ့ဝေပေးဖြန့်ဘဏ်အကောင့်ချိန်လေးကိုပြပြပေးသွားမှာပဲဖြစ်ပါရှင်ဆော်ဝဲလေးထဲကိုဝင်ပြီးတော့ပတ်စံအိတ်နေရာမှာရှိတဲ့ဘဏ်အကောင့်နေရာလေးကိုနှိပ်ပေးပါရှင်ဘဏ်အကောင့်ထည့်သွင်းရနေရာလေးကိုနှိပ်ပေးပါရှင်အကောင့်အမျိုးနေရာမှာကျွန်တော်ဝေပေးလို့ရိုက်ထည့်ပေးပါရှင်အကောင့်ပိုင်ရှင်အမျိုးနေရာမှာမိဝေပေးနာမည်လေးကိုရိုက်ထည့်ပေးပါရှင်ကောက်နံပါတ်နေရာမှာမိဝေးပေးဖောက်ထားတဲ့နံပါတ်လေးကိုရိုက်ထည့်ပေးပါရှင်အကောင့်အမျိုးအစားနေရာမှာဝေးပေးလေးကိုရွေးချယ်ပေးပါရှင်ချက်လက်တွေဖြည့်လို့ပြီးသွားပြီဆိုရင်ဘဏ်အကောင့်ထည့်သွင်းရနေရာလေးကိုနှိပ်ပေးပါရှင်ဒီပုံစံလေးဖြစ်သွားပြီဆိုရင်တော့ဝေးဘဏ်အကောင့်ချိတ်တာလေးအောင်မြင်သွားပါပြီရှင်ရွှေတူးဒီရဲ့ဝေးပေးဖြည့်ငွေထုတ်နည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဆော်ဝဲလေးထဲကိုဝင်ပြီးတော့ငွေထုတ်နေရာလေးကိုနှိပ်ပေးပါရှင်ငွေထုတ်နည်းလမ်းနေရာမှာဝေပေးလေးကိုဖြည့်ချပေးပါရှင်ပမာဏနေရာမှာမိထုတ်လို့တဲ့ပမာဏလေးကိုဖြည့်စစ်ပေးပါရှင်ပမာဏလေးဖြည့်လို့ပြီးသွားပြီဆိုရင်ငွေထုတ်မှုတင်သွင်းရလေးကိုနှိပ်ပေးပါရှင်ဝေတော့အဖြစ်ဖြစ်သွားပြီဆိုရင်တော့ငွေထုတ်တာလေးအောင်မြင်သွားပါပြီရှင်